ဈေးရောက်တဲ့3နှစ်အတွင်းမှာပတ်စံနေဘလောက်တောင်များစုမိစောင်းမိလဲဆိုပြီးတော့တချို့ကကျွန်တော်မေးတာရှိတယ်ဗျအဲ့တော့အများကြီးတော့မစုမိပါဘူးဗျကျွန်တော်တို့ဈေးရောက်တဲ့3နှစ်အတွင်းမှာဆိုရင်ကျွန်တော်တို့ရွှေက3ဘိတာနဲ့60သားဒါကျွန်တော်ဟိုတနေ့ကဆိုလို့ရှိရင်ကားတစ်စီးပေါ့နော်ကျွန်တော်တို့ဒီအိမ်သာသွားတဲ့ခါကျအိမ်သာကျွန်တော်တို့ဘေးမှာရှိအိမ်သာသွားဖို့အတွက်ကိုကျွန်တော်နောက်ထပ်မာစီတစ်စီးဝယ်ဖို့ကျွန်တော်စဉ်းစားထားတယ်ကျွန်တော်တို့ဒီမဲဆောက်ထဲမှာကုမ္ပဏီ3လုံးဘန်ကောက်မှာကျွန်တော်တို့ရုံးခွဲ2ခုထပ်ဖွင့်မယ်ရုံးခွဲ2ခုဖွင့်ပြီးတော့အဲ့ဒီဘန်ကောက်နဲ့ကျွန်တော်တို့မဲဆောက်နဲ့ကိုကားနဲ့သွားရအရန်ဝေးတယ်လူလဲပင်ပန်းတယ်အဲ့တော့ကိုကျွန်တော် husky တစ်စီးလဲဝယ်ထားဖို့ကျွန်တော်စဉ်းစားထားတယ်ဒါကျွန်တော် vegan data ထဲမှာရှိသေးတယ်ဗျနော်ကျွန်တော်လက်စွပ်ဆိုလို့ရှိရင်ကျွန်တော်ဝတ်နေကြလက်စွပ်တစ်ခုရှိတယ်အဲ့ဒီလက်စွပ်ဆိုလို့ရှိရင်ဖားကတ်မှာကြောက်စိမ့်ကလေအကောင်းဆုံးကြောက်စိမ့်နဲ့လောက်ထားတယ်ဥစ္စာနော်ဒါပြောမဆိုကိုကြီးကိုမောင်နှမတွေလည်းကြွားပြောတာမဟုတ်ပါဘူးဗျာဘာလဲဆိုတော့ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလုပ်ဆိုတာတော့လောက်ရတယ်ကျွန်တော်တို့လည်းလောက်ရတယ်ဗျာဒါဆိုရွှေဆိုရင်ဒါကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အဲ့ရဖေးနာမှာကြာနေတဲ့ဥစ္စာတွေဒါကျွန်တော်ကောက်လာတာဒီမှာဒီပဲ3မိတာနဲ့60သားရှိတယ်ဗျတလားခွေးတွေကလည်းဘာဟောင်းနေမှမသိဘူးညနေကျမှကြက်ကောင်လိုက်3ကောင်လောက်ဝယ်ကျွေးရအောင်မယ်ဒီမှလည်းမသိဘူးအရှိကိုကျွန်မဆဲတိုင်းဖို့လိုက်ရှာနေတာဘာစေးတိုင်းမလို့တော့မတောက်ပါဘူးစိတ်နေမဟုတ်ပါဘူးဘလို့စိတ်အကြောင်းမဟုတ်ကနေလေကြလို့ရှိရင်ဒါထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့လည်းချိန်ထားသေးတယ်စကားပြောရမှာဟုတ်တယ်ဒေါ်နယ်နဲ့ရှင်းစိမ့်တာမို့အေးဟုတ်လားပဲဒေါ်နယ်ထွန်းအဲ့ဒါကိုသူအိမ်လာမယ်လို့ပြောနေတာဟုတ်တယ်အဲ့ဝန်ကြီးချုပ်ကရှင်းကိုလာတွေ့မှာလာသွားမလားဒေါ်နယ်ထွန်းအိမ်မှာရောက်နေပြီဟုတ်တယ်အေးဒါနဲ့ခင်ဗျားတို့လည်းနောက်ကကြာကျွန်တော်ကုမ္ပဏီမှာဝန်ထမ်းလို့ခေါ်မယ်နော်ခေါ်မယ်တလားတာ3000ပေးမှာအေးဟုတ်ဒီမှာခလေးကပြုံးပြီးတော့ပြောနော်အမလေးအသားမှာထွက်တယ်ကြီးတာဟဲ့မနိုင်တော့ဘူးတိုင်လုံးမတယ်တိုင်လုံးတောင်းညနေပြီမနိုင်တော့ပါဘူးတဲ့သူမေမနိုင်တော့စိတ်ပြတ်နေသမီးဒီလာဒီဘက်လာအောင်ဦးတို့တော်တို့ကပြောတယ်သမီးကပြေးတာမြန်နေရောဆိုပြေးပြလိုက်ဆိုးနေပြီပြောနေပြီသမီးလေးဆိုးနေတယ်အဲ့ဒါအမတော့ဆောမောပါတယ်